Hello mina sanui ဒီတစ်ခါမှာတော့ကိုယ့်ရဲ့ခန်းထဲမှာပစ္စည်းရလေးတွေတင်ဖို့အတွက် corner chef လေးလိုချင်တဲ့သူလေးရဒိုင်ဆိုမှာတစ်ခုမှရန်100ကျော်ပဲရှိရပေါ့တက်ရရလည်းအရန်ကိုလွဲပါတယ်တိဗီတာတွေလည်းရှိရပေါ့ရမမတိသေးတဲ့တွေတက်ပြင်လည်းပြပေးတာပါဒီကောင်လေးတွေဆိုရင်တစ်ခု100ကျော်ပဲရှိတယ်နောက်မှာပင်အက်လေးနဲ့ပေါ့နိုင်ရလေးမှာဒီပင်အက်လေးကိုထိုးပြီးတော့လှည့်လိုက်ရုံပါပဲအရန်ကိုလွဲပါတယ်ရမုံတာကြောင့်3ခုယူလိုက်ပါတယ်တစ်ခု100ဆိုတော့3ခုဆိုရန်300ကျော်ပဲကြာတယ်ပေါ့ရမုံရင်တော့ဆိုရင်ရှင်းရနေပြီးတော့ဈေးကြီးပေးပြီးဝယ်ထားတာသူကဒီလိုမူလီရေးနဲ့ပေါ့ရမုံမတက်ပါဘူးပြီးရမုံတို့တွေကဂျပန်မှာအဆောင်ငားနေတဲ့ခါကျတော့နိုင်ရနေကိုတက်ရှင်တယ်လို့ရှောက်ပြီးတက်လို့မရအောင်ရောရရပေါ့နော်ပြည့်စည်သွားလို့ရှိရင်ဒီကောင်လေးတွေကျတော့အရင်လည်းမပြည့်စည်ဘူးအပေါက်ကလေးဖြစ်သွားရဲဆိုရင်တော့မှသူ့ကိုရမုံတို့အပေါက်ဖာတဲ့ဆေးလေးနဲ့ပြန်ဖာလိုက်ရင်နိုင်ရအရင်မပြည့်စည်တော့ဘူးပေါ့ဒီလိုစင်လေးတစ်ခုမှာအပေါက်လေးပေါက်ပါတယ်ပေါ့အဲ့ဒီမှာသူကပင်အက်လေး၄ခုပါပါတယ်အဲ့၄ခုကိုတပေါက်ရှင်စီမှာတက်ပြီးတော့လှည့်လိုက်ရုံပါပဲတော်တော်လေးကိုတက်ရအဆင်ပြေတယ်ပေါ့နော်တချို့ဆိုရင်ဒီဟာလေးကိုဖျားဦးစင်လောက်ကြတယ်ဒီပေါ်မှာဖျားပန်းလေးတွေတင်နေတောက်တော်ရီချမ်းကွက်လေးဖျားပုံတော်လေးတွေတင်လို့ရပါတယ်ရေမုံကဖျားဦးစင်တက်ရှိပြီးသားဆိုတော့ရေမုံခန်းထဲမှာလိုအပ်တဲ့ပစ္စည်းလေးတွေကိုတင်ထားတာပါတော့ဝိတ်လည်းတော်တော်ခိုင်ပါတယ်တော်တော်လေးကိုအဆင်ပြေပါဒါကြောင့်သုံးကြည့်ကြပါ